ရှေးတုန်းကမင်းသားတစ်ပါးသည်ခမဲတော်မေတော်တို့ထံဝင်၍တားတော်မောင်သည်အချိန်အရွယ်ရောက်ပြီဖြစ်ပါသောကြောင့်အိမ်အောင်ဖက်ရှာရန်အခွင့်ပြုတော်မူပါဖျားဟုလျှောက်လေသည်ထိုအခါမိဘနှစ်ပါးကတားတော်မောင်နှင့်ထိုက်တန်သောမင်းသမီးအများနေပြီးတော့တွင်ရှိပါသည်နှစ်သက်ရာကိုရွေးယူပါလောဟုမိန့်တော်မူလေသည်မှန်လပါနေပြည်တော်တွင်ရှိသောမင်းသမီးများကိုမင်းသမီးအစ်စ်များဟုတားတော်မောင်မထင်ပါအရက်လေးမျက်နှာသို့ထွက်၍ရှာရမှသာလျှင်မင်းသမီးအစ်စ်ကိုတွေ့ရလိမ့်မည်ထင်ကြောင်းမှဖျားဟုလျှောက်လေသည်တို့ဖြစ်ပါကဘာကြီးတော်မင်းကိုအတူခေါ်၍တားတော်မောင်နှစ်သက်ရာမင်းသမီးအစ်စ်ကိုရှာပါလေလောဟုခမဲတော်မေတော်တို့ကအနူးညွတ်ခွင့်လွှတ်လိုက်ကြလေသည်ထို့ကြောင့်မင်းသားသည်မြင်းဖြူကြီးကိုစီး၍၎င်းဘာကြီးတော်မင်းသည်မြင်းငယ်ကိုစီး၍၎င်းနေပြည်တော်မှထွက်ကြလေသည်ပထမတော်မင်းတားတို့သည်မြောက်ဖက်စီးမြင်းတိုင်းပြည်သို့တွားကြလေသည်ထိုအရက်တွင်လှည့်လည်ရှာဖွေကြသောအခါအမျိုးသမီးတဦးနှင့်တွေ့လေသည်ထိုအမျိုးသမီးကမင်းသားအားအရှင်မင်းသားကျွန်တော်မသိမင်းသမီးမယ်မိုးထိုးဖြစ်ပါသည်ကျွန်တော်မကိုလက်ထက်၍တိမ့်ပိုက်မည်ဆိုပါလျင်စီးနှင်းတိုင်းပြည်ကိုတဝက်ပိုင်ရပါလိမ့်မည်ဟုပြောလေသည်သို့တော်လည်းမင်းသားကမင်းသမီးမယ်မိုးထိုးကိုညှက်လွန်လာ၍မင်းသမီးအစ်စ်မဟုတ်နိုင်ဟုဆိုကာထွက်ခွာခဲ့လေသည်နေကြီးတိုင်းပြည်သို့တွားကြလေသည်ထိုအရက်တွင်လှည့်လည်ရှာဖွေကြသောအခါအမြဘုသမီးတဦးနှင့်တွေ့လေသည်ထိုအမျိုးသမီးကမင်းသားအားအရှင်မင်းသားကျွန်တော်မသိမေပူးညက်ဖြစ်ပါသည်ကျွန်တော်မကိုလက်ထက်၍တိမ့်ပိုက်မည်ဆိုပါကဤနေကြီးတိုင်းပြည်၏အင်ရှင်မင်းရသူကိုရပါလိမ့်မည်ဟုပြောလေသည်သို့တော်လည်းမင်းသားကမင်းသမီးမေပူးညက်သည်အရက်နှိတ်လွန်လာ၍မင်းသမီးအစ်စ်မဟုတ်နိုင်ဟုဆိုကာထွက်ခဲ့လေသည်ထို့နောက်မင်းသားတို့သည်အရှိဘက်နေထွက်နိုင်ငံသို့တွားကြလေသည်ထိုအရက်တွင်လှည့်လည်ရှာဖွေကြသောအခါအမျိုးသမီးတဦးနှင့်တွေ့လေသည်ထိုအမျိုးသမီးကမင်းသားအားအရှင်မင်းသားကျွန်တော်မသိမင်းသမီးမေဝါတုတ်ဖြစ်ပါသည်ကျွန်တော်မကိုလက်ထက်၍တိမ့်ပိုက်မည်ဆိုပါကဤနေထွက်နိုင်ငံ၏စစ်တေနာပတိယာတို့ကိုရပါလိမ့်မည်ဟုပြောလေသည်သို့တော်လည်းမင်းသားကဤမင်းသမီးမေဝါတုတ်သည်မင်းသမီးအစ်စ်မဟုတ်နိုင်ဟုဆိုကာထွက်ခဲ့လေသည်ထို့နောက်မင်းသားတို့သည်အနောက်ခတ်နေဝင်နိုင်ငံသို့တွားကြလေသည်ထိုအရက်တွင်လှည့်လေရှာဖွေကြသောအခါအမျိုးသမီးတဦးနှင့်တွေ့လေသည်ထိုအမျိုးသမီးကမင်းသားအားအရှင်မင်းသားကျွန်တော်မသိမင်းသမီးမယ်ပိန်ညောဖြစ်ပါသည်ကျွန်တော်မဖို့လက်ထက်၍တိမ့်ပိုက်မည်ဆိုပါကဤနေဝင်နိုင်ငံဤနန်းရင်ဝင်ရာတို့ကိုရပါလိမ့်မည်ဟုပြောလေသည်သို့တော်လည်းမင်းသားကမင်းသမီးမယ်ပိန်ညောသည်ပိန်လွန်လာ၍မင်းသမီးအစ်စ်မဟုတ်နိုင်ဟုဆိုကာထွက်ခဲ့လေသည်ဤသို့ဘာကြီးတော်မင်းနှင့်အတူအရက်လေးညနာတို့ထွက်ကမင်းသမီးအစ်စ်ကိုရှာခဲ့ရာမောယုံသာရှိ၍မတွေ့ခဲ့ရသဖြင့်မင်းသားသည်စိတ်ပြတ်ညှိုးငယ်စွာမဲတော်ခမီတော်တို့ဆိုင်ရာနေပြည်တော်သို့ပြန်ခဲ့လေသည်တခုသောညဦးချိန်တွင်မင်းမိဖုရားနှစ်ပါးနှင့်တားတော်မင်းသားတို့သည်နန်းတော်ဆောင်မကြီးအတွင်၌စကားစမြည်ပြောနေကြလေသည်အပြင်ဘက်၌ကဟက်ပြက်လျက်ရှိ၏မိုးချုံလျက်ရှိ၏လေကြလျက်ရှိ၏မိုးတီလျက်ရှိ၏ထိုအခါမိဖုရားကြီးကမိုးတွေရွာလေတွေတိုက်နှင့်ပြင်းဖွယ်ကောင်းလာသည်ပြောတော်ဆက်အမတ်ကြီးလည်းရောက်မလာပါလားဟုပြောဆိုနေခိုက်နန်းတော်တကားရွက်ကိုခောက်တန်ကြားကြလေသည်ပြောတော်ဆက်အမတ်ကြီးလာသည်ထင်၍တကားကိုဖွင့်ပေးလိုက်ကြသောအခါမိုးရွှဲရှဲဆိုနေသောအမျိုးသမီးတဦးကမိုးခိုးခွင့်ပြုရန်တောင်းပန်သည်ကိုသာတွေ့ရလေသည်ထိုအခါတနာကျင်နာတတ်သောရှင်ဘုရင်ကြီးကလာပါဝင်ပါသမီးငယ်ကဘသူများပါလဲဟုမေးရဖျားကျမသည်မင်းသမီးတစ်ပါးဖြစ်ပါသည်ဟုအမျိုးသမီးကလျှောက်လေသည်မင်းသမီးအစ်စ်ကိုတောင်းတလိုလားနေကြသောမိဖုရားကြီးနှင့်တားတော်တို့မှလည်းအလွန်ဝမ်းသာအားရရှိကြလေသည်ထို့နောက်မိဖုရားကြီးသည်ထိုအမျိုးသမီးကလေးမင်းသမီးအစ်စ်ဟုတ်မဟုတ်ကိုစုံစမ်းလိုတစ်ဖြစ်အပြိုတော်တို့ကိုခေါ်ကာအမျိုးသမီးကလေးအိယံတလွန်သောအပြင်ခိုင်းနေသည်ပထမဦးစွာမွေးရာတစ်ခုထက်တွင်စားတော်ဘဲတစ်စီကိုထားစေသည်ထို့နောက်ခွန်းနုမွေရာနှင့်ဝါကိုအပေါ်ကထက်၍ခင်းစေသည်ထိုတို့กินပြီးသောအခါအမျိုးသမီးကလေးကိုခေါ်၍အိတ်စေလေသည်အမျိုးသမီးကလေးသည်ရေမိုးချိုးဝတ်ကောင်းဝတ်တန့်လဲလဲ၍ဖျားပထိုးရှိခိုးဆူတောင်းကထူးဆန်းလာစွာသောထိုအိယာကြီးထက်သို့တက်လေသည်နေ့အချိန်ကမိုးရွာထဲတွင်မော်ပန်းလာသည်ဖြင့်အာရပါရအိပ်ပါတော်မူဟုလဲချလိုက်သောအခါအိပ်၍မရကြောအောက်ကစလုံးစခုတစ်ခုခံနေသည်ဟုထင်မိလေသည်လက်ရဘက်ဆောင်၍အိပ်ပြန်၏လက်ရဘက်စလုံးစခုခံနေပြန်၏လက်ဝဲဘက်ဆောင်အိတ်ပြန်ဤလက်ဝဲဘက်ကစလုံးစခုခံနေပြန်ဤတို့ဖြင့်တကောင်ချိန်တို့ရောက်ဤလင်းချက်တွန်တန်ကိုကြားရဤနေထွက်တပြူတို့ရောက်သောအခါမိဖုရားကြီးသည်အိတ်ခမ်းတွင်သို့ဝင်လာသည်ဆင်းသောမျက်တောင်ဝေသောမျက်စိညိုသောမျက်နှာဖြင့်နွမ်းလျနေသောအမျိုးသမီးကလေးကိုမြင်ရသောအခါမိဖုရားကြီးကအလိုတမီးငယ်ညကကောင်းကောင်းမအိပ်ရဘူးလားဟုမေးလေသည်မှန်လားပါညကတညလုံးတမေးမှမပြောပါဒီအိယာအောင်မှာဘာရှိသည်မတိကြောအောက်ကစလုံးစခုနှင့်တကိုယ်လုံးကိုနားနေပါပြီဟု
ရှောက်ထားသောအခါမိဖုရားကြီးသည်ပြုအခမ်းမှထွက်သွားပြီးနောက်ရှင်ဘုရင်ကြီးစီတို့ရောက်လျင်မင်းသမီးအစ်စ်ကိုတွေးရပြီးဟုပြောလေသည်အမျိုးသမီးကလေးသည်လွန်ခဲ့သောညကအလွန်ထူထပ်စွာသောမွေးရအောက်တွင်စာတော်ဘဲတစေထားသည်ကိုပင်တိတိဆိုသောတရင်ကိုသိရသောအခါတားတော်မင်းသားသည်လည်းမင်းသမီးကိုတွေးရပြီးဟုဝန်ခံလိုက်လေသည်နောက်မကြာမီပင်မိမိဖုရားနှစ်ပါးတို့သည်ထိုမျိုးသမီးကလေးကိုမင်းသားကလေးနှင့်ထိမ်းမြလက်ထပ်ပေးလိုက်လေသည်